ကဲကျွန်တော်ဒီနေ့ရောက်နေတဲ့ဆိုင်လေးကတော့ကျွန်တော်တောင်ကြီးမြို့မှာပေါ့နော်ဖွင့်တာနှစ်ပေါင်း36နှစ်လောက်ရှိပြီဖြစ်တဲ့ကျွန်တော်အန်ဒီအားမေတခုမေးဆိုင်လေးကိုရောက်နေတာဖြစ်ပါတယ်ဆိုင်မှာမီနူကများများဆဆတော့မရှိဘူးဗျာသူကဖွင့်ကြတဲ့ရောင်းလာတာတော်တော်လေးနှစ်ကြာပြီဆိုင်စားဖွင့်ကြတဲ့ပေါ့နော်ဒါတခုမေးရယ်တခုကြော့ရယ်ပြီးရင်ရှမ်းတုပ်ရည်စိမ်ပေါ့နော်ဒါလေးကအဓိကထားပြီးတော့ရောင်းခဲ့တာပေါ့နော်တခုမေးရောင်းတဲ့အန်ဒီကလည်းအရန်တဘောကောင်းဒီစားကြပါအောင်ဗျာဝါမိုက်တယ်နော်ပြီးတော့ဒီဆိုင်မှာပေါ့နော်တခြားဆိုင်နေနဲ့မတူတာသူ့ရဲ့ပဲရှင်ကအရန်ကိုစားလို့ကောင်းတယ်ဗျပြီးတော့လေသူကဆိုင်စားဖွင့်ကြတဲ့ပေါ့နော်ဒါဘတ်ဂျက်တက်တာနဲ့ရောင်းပေးခဲ့တာပေါ့နော်အခုဆိုရင်ဗျာဒီဆိုင်မှာရတဲ့တူဟူးနွေးရှမ်းတုပ်အားလုံးကတပွဲကို2000ပဲ2000ဆိုပေမဲ့လေပေါ့နော်ကျွန်တော်အရသာပိုင်းမှာလုံးဝခိုထားတာမျိုးမရှိဘူးပေါ့နော်ကျွန်တော်ငငယ်ကတည်းကစားခဲ့တာဒီအရသာပဲလုံးဝမပြောင်းလဲဘူးပေါ့ဗျာဒါလေးကတော့ဒီဆိုင်မှာရတဲ့ပဲရှင်လေးပါပဲရှင်လေးကအရန်ကိုစားကောင်းပါတယ်ကျွန်တော်ဒါတူဟူးကြော့လေးနဲ့ဒီလိုမျိုးလေးစားရတာပေါ့နော်စားကြပါအောင်ဆိုင်လိပ်စာလေးကအနောက်မြို့ပတ်လန်ပန်ချီလေးအိမ်ဆောက်ပစ္စည်းဆိုင်ရဲ့ဘေးလန်းကြားထဲကနေပြီးတော့ကျွန်တော်ဝင်လာရမယ်ပြီးရင်ငကဘွက်ကြောင်မုတ်ဦးရဲ့မြောက်ဖက်ဝင်းထဲမှာဖွင့်တာပေါ့နော်